စပါးသင်းနည်းပြတဲ့အီဂါတူတော်ကမိမိရဲ့အလုပ်ဟာစပါးသင်းရလက်တွေလျင်မြန်စွာတိုးတက်လာဖို့ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။စပါးသင်းဟာယမန်နီကတူတော်ကိုအသင်းနည်းပြအဖြစ်တရားဝင်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်လက်ထဲမှာရှိတဲ့တာဝန်ယူမှုကိုနားလဲပါတယ်။ကျွန်တော်ပြည့်မှတ်ထားတာကလည်းတိတာရှင်းလင်းပါတယ်။ကျွန်တော်တို့ရဲ့ဆွဲဆောင်ရည်တဲ့ပိုကောင်းတဲ့တသက်မှတ်တဲ့ရှိမှုတည်ဆောင်လာဖို့နဲ့ပွဲတိုင်းမှာယုံကြည်မှုရှိရှိကစားနိုင်ဖို့ပါပဲ။ဒီအသင်းလူစင်းမှာတောင့်တင်းခိုင်မာတဲ့အရေးသွေးရှိပါတယ်။ကျွန်တော်အလုပ်ကဒါကိုစူးစီးရမယ်တက်ကြွအောင်လှုပ်ဆော်ရမယ်ပြီးတော့အသေးရလက်တွေလျင်မြန်စွာတိုးတက်လာဖို့ပါပဲလို့တူတော်ကပြောခဲ့ပါတယ်။တူတော်ဟာပြီးခဲ့တဲ့အော်တိုဘာလကဂျူဗင်တက်စ်အသင်းကနေထုတ်ပယ်ခဲ့ရပြီးကတည်းကအသင်းလက်မှတ်ဖြစ်နေတာပါ။တူတော်အနေနဲ့လာဇီယို၊မာဆေး၊ဂါလာတာဆာရီအသင်းတွေကိုကင်တွယ်ခဲ့ဘူးပေမဲ့တသိန်းမှာ2နှစ်ထက်မပိုခဲ့ပါဘူး။နီးပြဘဝ14နှစ်တာကာလအတွင်းလက်ထောက်နီးပြဖြစ်ဆောင်ရွက်ခဲ့မှုအပါအဝင်17သင်းအထိရှိလာခဲ့ပါတယ်။တူတော်ရဲ့ပွဲဥထွက်ကဖေဖော်ဝါရီလ22ရက်မှာမြောက်လန်ဒန်ဒါဘီဖြစ်အာဆင်နယ်နဲ့အိမ်ကွင်းကစားရမှာဖြစ်ပါတယ်။